အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တော့ထမင်းရှော့စားမယ်စဉ်းစားထားပြီမအောင်မြင်ခဲ့ပါဘူးနားနဲ့မြစ်ချင်းဆက်ဟင်းလေးချက်စားလိုက်တာရတာအရန်စားကောင်းတော့ကြာရှုံသွားတာပါခင်ဗျာအရင်ဆုံးမြစ်ကိုထပ်ပြုတ်လိုက်ပါတယ်မြစ်ပြုတ်နေတဲ့အချိန်မှာဝယ်ခဲ့တဲ့ငါးတွေကိုနေတော်တုံးလေးတွေတုံးထားလိုက်ပါတယ်ငါးတွေကိုစားစနွင်းမုံရတာမုံထည့်ပြီးနေထားလိုက်ပါတယ်ကျက်သွန်ဒီတစ်လုံးမြုပ်သီးစိမ့်10တောင်းနဲ့ရှမ်းနန်နန်တို့ပါပြင်ထားလိုက်ပါတယ်ကျက်သွန်နဲ့မြုပ်သီးကိုအရင်ကြိတ်ထားလိုက်ပါတယ်ကျွန်တော်ကတခါလေးလုံးချက်မှာဆိုတော့ဒဲဦးတဲ့ကိုငါကြိတ်ထားတဲ့မြုပ်သီးနဲ့မြစ်တို့ထည့်ထားလိုက်ပါတယ်စားနဲ့ရတာမုံနည်းနည်းကိုပါထည့်ထားလိုက်ပါတယ်ပြီးရင်စိမ့်စားငပိပါထည့်ပါတယ်စိမ့်စားငပိကတော့ဒီရင်ရဲ့အသက်ပါခင်ဗျာစီယိုတော့ပါတယ်ဆိုရုံလေးပဲထည့်လိုက်ပါတယ်ရေမြုံအောင်ထည့်ပြီးမီးစားဖွင့်လို့ရပါပြီမှွေတဲ့အခါမှာတုံးလေးတွေပြတ်သွားမှာဆိုလို့သတိထားမှွေပါခင်ဗျာမြစ်ကကြက်ပြီးသားဆိုတော့ငါးနှွှင်ရင်ရပါပြီငါးနူးပြီဆိုရင်တံမြာသီးတစ်လုံးရေညှစ်ထည့်လိုက်ပါမယ်ပြီးရင်နန့်လေးမှွေအောင်ရှမ်းနန့်နန့်အုပ်လိုက်ပါတယ်ချင်းချင်းဆက်ဆက်နဲ့ရမ်းစားကောင်းတဲ့ငါးနဲ့မြစ်ချင်းဆက်ဟင်ရပါပြီစားကြပါဦးခင်ဗျာကျွန်တော်ကတော့ရုံးမတိတီ9000ရင်းနှီးဖြုတ်ပြီးတို့စားလိုက်ပါတယ်သူ့ရတာကချင်းချင်းငန်းငန်းဆက်ဆက်နဲ့မို့လို့ငပိရထက်မလို့တော့ပါဘူးဒီလိုမျိုးရတာရှိတဲ့ဟင်းချက်နည်းတွေနဲ့စားတောက်တွေအမြဲတင်ပေးသွားမှာလို့ကျွန်တော်ရဲ့ channel follow မလုပ်ရရင် follow လုပ်သွားပေးပါခင်ဗျာကျေးဇူးတင်ပါတယ်